တို့အစ္စလမ်ဘာသာတွေရဲ့ဒီဆိုဆုံးမမှုတွေမှာလည်းဒီမတရားတဲ့မင်းအုပ်ချုပ်တဲ့အရှင်နေဆိုရင်ကျွန်တော်တို့ကမဖြစ်မနေတွန်းလှန်ရဖို့အစ္စလမ်ရဲ့တာဝန်တစ်ခုဖြစ်တယ်ကျွန်တော်ကတော့ဒီလေကြောင်းရံကာကွယ်တက်ရဲရနဲ့စီရီယံပြုလုပ်လာတဲ့စီရီယံနည်းပညာတက်ချက်ကြီးပိုခန့်ပါဒီနောက်တစ်ချက်ကကျွန်တော်ကဒီအစ္စလမ်ဘာသာဝင်တယောက်လည်းဖြစ်ပါတယ်အစ္စလမ်ဘာသာဝင်နည်းပညာတက်ချက်ကြီး Assalamu alaikum kana samara da jabana kala alhamdulillah muya bala sam aziya e video mada se hata hundi onara jibane ki bayu gwa dekhi bada sugwa arar musamman jedene ki borma thairenta hoyto ba manushwa ringo mari keroit pare to e ibeda se rf mari interview dide onara sundur guri funyo deta bo adasse mui kisu explain gori dim onara ar onara video shuru turi shesh pijno sabar video hamaka gwa share diba babar hoto holo de yana yan explain gori dide pura deshit tare rf made yan কি দিতে বয়ান দিয়ে দিই ভাইয়ে উগা মুসলমানতো বর্মা দেশে মাদে হুদ্দুর নাইয়েন্তা পাবল্লা আকুয়ারে আছে দে হুদ্দুর নাইয়েন্তা দে হুদ্দুর ঠাইরেন্তা দি বেদাছে না কি করে দিয়ে এক্সপ্লেন করে দিয়ে ইন্টারভিউ মাদে কি করে দিয়ে বয়ান দিয়ে তো এই বর্মাদে ওনারা জানো ডইলা বড়িলা পার্টি অকল আছে শুধু যে নাকি আরকান মাদে আসিয়া রেকাম পার্টি মাদে আছে কিন্তু কি নাই আর মুসলিম নাই দি আর যেদুন পার্টি আছে পিডিএফ সিডিএম এই নদ মাদে আছে বেগুন মাদে মুসলমান আছে তো এই বাই বেদ আছে কেটা মুসলমানের ফিলিনের আছে মন তো আইনে আর ওনারা ভিডিও শুরু তুরি স আর দাসে হি কি কি হইয়ে দেয় বেগুন ওনারা কি করে দিই মুই ফোনাই ওনারা সুন্দর করে ভিডিও স আর ভিডিও হামাকা শেয়ার দিবাနောက်တစ်ချက်ကကျွန်တော်ကဒီအစ္စလမ်ဘာသာဝင်တယောက်လည်းဖြစ်ပါတယ်အစ္စလမ်ဘာသာဝင်ဒီပညာတက်ချက်ကြီးစီရီယံတယောက်အနေနဲ့ဒီစီရီယံကိုအဓိကပြုလုပ်ပါဝင်ရခြင်းရဲ့ရွယ်ချက်ကဒီလက်ရှိຫນွေဦးတော်လှန်ရေးမှာကျွန်တော်အစ္စလမ်ဘာသာဝင်တွေတယောက်အနေနဲ့ရောနောက်တစ်ချက်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကာကွယ်ရေးဌာနကဒီစစ်တီတယောက်အနေနဲ့ကိုကျွန်တော်တို့ဟာဒီຫນွေဦးတော်လှန်ရေးမှာတထောင်တနေရာကနေမဖြစ်မနေတာဝန်ထမ်းဆောင်ရမယ်ဒီလိုတာဝန်ထမ်းဆောင်တာကလည်းနိုင်ငံသားတယောက်ချင်းစီတိုင်းရဲ့တာဝန်ဖြစ်တယ်လို့ခံယူထားတဲ့အတွက်နိုင်ငံသားတယောက်ရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့အတွက်အထူးသဖြင့်နိုင်ငံတွင်းမှာဒီမြန်မာနိုင်ငံတွင်းမှာရှိတဲ့အစ္စလမ်ဘာသာဝင်နိုင်ငံသားတယောက်ရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ဖို့အတွက်ကျွန်တော်စီရီယံမှာပူးပေါင်းပါဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ခံယူချက်ပေါ့နော်ဒီတော်လိုင်းရေးမစခင်ပေါ့ဒီအာဏာသိမ်းမှုဖြစ်စဉ်ဟာမတရားတဲ့အမှုကိစ္စတစ်ခုဆိုတာသိတယ်နောက်တစ်ချက်ကဒီကျွန်တော်တို့အစ္စလမ်ဘာသာတွေရဲ့ဒီဆိုဆုံးမမှုတွေမှာလည်းဒီမတရားတဲ့မင်းအုပ်ချုပ်တဲ့အရှင်နေဆိုရင်ကျွန်တော်တို့ကမဖြစ်မနေတွန်းလှန်ရဖို့အစ္စလမ်ရဲ့တာဝန်တစ်ခုဖြစ်တယ်အဲ့တော့ဒီဟာကြီးကမတရားမှုဆိုတာကိုသိတဲ့အနေထားမှာကျွန်တော်အနေနဲ့ဒီဘာသာရေးအဆုံးအမရကောနောက်တစ်ချက်ကဒီထက်ပိုပြီးတော့အစ္စလမ်ကနိုင်ငံအတွက်တာဝန်ကျေပွန်ဖို့လိုတယ်ပြည်သူ့အရေးကိစ္စတွေမှာဒီထက်ပိုပြီးပါဝင်ဖို့လိုတယ်အဲ့ဒါမှလည်းကျွန်တော်တို့ပြောင်းလဲလာတဲ့နိုင်ငံတော်ရဲ့ဒီစနစ်အပြောင်းလဲမှာအစ္စလမ်ကဒီမြန်မာနိုင်ငံထဲကပဲနိုင်ငံသားတစ်မျိုးဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကခိုင်ခိုင်မာမာရက်ဒီတောင်းဆိုလို့ရမှာပေါ့နော်နိုင်ငံသားဆိုင်ရာအခွင့်အရေးတွေဘာတွေကဘာလို့လဲဆိုတော့ဒီ2021နွေဦးတော်လှန်ရေးမတိုင်ခင်အထိအစ္စလမ်ကနိုင်ငံသားဆိုင်ရာအခွင့်နိုင်ငံသားတယောက်လို့အခွင့်အရေးအပြည့်အဝမရထားဘူးစစ်အာဏာရှင်ကဒီနိုင်ငံကိုကျွန်တော်မြန်မာနိုင်ငံကိုဆက်ပြီးတော့ဒီပုံစံအတိုင်းသာအုပ်ချုပ်သွားမယ်ဆိုရင်တော့ဒီအစ္စလမ်ဆိုတာကလည်းအစစရဖိနှိပ်ခံနေရတဲ့လူမျိုးစုတစ်ခုလိုဖြစ်နေမှာဖြစ်တယ်လို့ဒီအစ္စလမ်ဘာသာဝင်သားမကဘူးတခြားသောဒီဗုဒ္ဓဘာသာမဟုတ်တဲ့ဒီလူနည်းစုဘာသာဝင်တွေအားလုံးဟာလည်းအစစရပုံမဖိနှိပ်ခံရပြီးတော့ဒီဘာသာရေးဆိုင်ရာဘိုးကယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်တွေအစစရပုံမဆုံးရှုံးလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒီအစ္စလမ်မုန်းတီးဝါဒပြတ်မှုတွေကတော့ဒီစစ်ကောင်းဆောင်တွေရှီကနေလည်းရှိတယ်အဲ့လိုရှိတဲ့နေရာသူတို့ဘယ်လိုမျိုးဝါဒပြတ်လဲဆိုတော့ခုနကပြောဆိုစစ်တပ်ထဲမှာကလားမရှိဘူးပေါ့ပြီးွားရင်ခုနကပြောသလိုဒီပြည်သူအစိုးရသာအာဏာဆက်ယူသွားမယ်ဆိုရင်နိုင်ငံကကလားနိုင်ငံကြီးဖြစ်သွားမယ်ပေါ့ရှေ့မှာဘာသာရေးပေါ့ဒီဗမာအစ္စလမ်ဒီလိုမျိုးဒီဗမာလူမျိုးနဲ့